မင်္ဂလာပါခင်ဗျာဒီကနေ့ကတော့2026ခုနှစ်ဩဂတ်လ22ရက်နေ့ဖြစ်ပါတယ်ဒီကနေ့အတွက်နောက်ဆုံးရထားတဲ့နေ့ကိုကျွန်တော်ရဲ့မိတ်ဆွေအတွက်ပြန်လည်ပြီးတော့မျှဝေတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဒီကနေ့အတွက်ပထမဦးဆုံးတင်ဆက်ပေးချင်တဲ့သတင်းကတော့အညာပဒတ် PDF တွေရဲ့စခန်းကိုရှင်းလင်းတဲ့သတင်းမှာဒီစဉ်ကတော့2026ခုနှစ်ဩဂတ်လ21ရက်နေ့ကကွင်းရစားအောင်မလားဆိုတဲ့အရှောက်မမိပိုင်ရှဲထမိန်ချုံရဲ့နေရာတစ်ခုဖြစ်တဲ့စကိုင်းတိုင်းကမ်းဘလူမြို့နယ်ဇီးကုန်းတိုက်နယ်အတွင်းကရင်ခတ်ကုန်းကြီးရွာနဲ့တပေတာရွာကြားမှာရှိနေတဲ့တောရကျောင်းအနီးမှာစခန်းဆောက်ပြီးနေထိုင်နေကြတဲ့အညာပဒတ် PDF အရှောက်မမိပိုင်ရှဲရဲ့စခန်းကိုမြမတက်မတော်မှာဂျက်ပိုက်တာ2စီးနဲ့လေကြောင်းရှင်းလင်းမှုပြုလုပ်ခဲ့တယ်လို့သိရှိရပါတယ်ဒီရှင်းလင်းမှုမှာရင်ခတ်ကုန်းကြီးရွာမှာအညာပဒတ် PDF တွေရဲ့အထိုင်ချရာနေရာတစ်ခုနဲ့တပြေကုန်းကြီးရွာအနီးကဘော်ဒီကုန်းဖုံးတော်ကြီးကျောင်းနဲ့6ကန်ဖုံးကြီးကျောင်းတွေမှာအခိုင်အမာစခန်းဆောက်ပြီးနေထိုင်နေကြတဲ့အညာပဒတ် PDF ထမိန်ချုံမိပိုင်ရှဲရဲ့နေရာတွေကိုထိမှန်ခဲ့တယ်လို့မြေပြင်သတင်းတွေအရသိရှိရပါတယ်ကွန်တရာရဲ့ကျေးဇူးကြောင့်ထမိန်ချုံမိပိုင်ရှဲရောက်ရာနေရာတိုင်းမှာပြဖြစ်ခဲ့တယ်လို့ငရဲကိုရောက်သွားတဲ့သူတွေနဲ့အဖော်လိုက်မဲ့သူတွေလည်းအများအပြားရှိခဲ့တယ်လို့ထပ်မံသိရှိရပါတယ်။လက်ရှိနောက်ဆုံးရထားတဲ့သတင်းတွေအရထမိန်ရှုံမိပိုင်ရှဲနဲ့အပေါင်းပါတွေဟာကွန်းရအစာပေါင်မုံကိုသာစားသုံးနေရတယ်လို့လည်းထပ်မံသိရှိရပါတယ်ခင်ဗျာ။နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်။ဒါကတော့ငရဲသွားတဲ့ထတ်တိုးစည်းတွေကိုထုတ်ပြလာတဲ့အညာ PDFဖြစ်စဉ်ကတော့2026ခုနှစ်ဩဂတ်လ21ရက်နေ့ကစကိုင်းတိုင်းမြောင်မြို့နယ်အတွင်းကဆွဲလဲအိုကြီးရွာဘုံကြီးကျောင်းနဲ့ဓမ္မယုံကိုစခန်းဖြစ်တည်ဆောက်ပြီးနေထိုင်နေကြတဲ့အညာပဒတ် PDF တွေရဲ့နေရာကိုမြမတက်မတော်မှာလေကြောင်းရှင်းလင်းမှုပြုလုပ်ခဲ့ရာကနဦးသတင်းတွေအရငရဲသွားတဲ့သူတွေဟာ10ဦးလို့ထုတ်ပြန်ကြေညာခဲ့ပေမဲ့လက်ရှိအချိန်မှာတော့အဖော်လိုက်တဲ့သူတွေများတာကြောင့်14ဦးအထိရှိနေခဲ့ပြီလို့လည်းသိရှိရပါတယ်။သို့ပေမဲ့အကြမ်းဖက်အားပေးပြည်ဖြတ်ခွက်ခေါက်ဒေါ်လာစားမီဒီညာတွေမှာတော့ဥပုပ်တယ်တွေလို့ဆိုကြပေမဲ့မြေပြင်သတင်းတွေအရမှာတော့ဆဲလဲအိုကြီးရွာမှာဖုံးတော်ကြီးတည်မတုံတော့တာ2024ခုနှစ်9လပိုင်းထဲကလို့ထပ်မံသိရှိရပါတယ်။အညာဘရက် PDF တွေနဲ့မြောင်မြို့နယ်ပကဖအဖွဲ့ဝင်တွေသာကျောင်းတွင်းမှာနေထိုင်ကြတာဖြစ်တယ်လို့လည်းဒေတာခန်တွေစီကတဆင်ထပ်မံသိရှိရပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်ဒါကတော့မကွေးတိုင်းထဲကအညာပဒတ် PDF တွေကိုရှင်းလင်းတဲ့သတင်းမှာဖြစ်စဉ်ကတော့2026ခုနှစ်ဩဂတ်လ21ရက်နေ့ကမကွေးတိုင်းအတွင်းကအများပြည်သူများတွာလာရာလမ်းတွေနဲ့တရားတွေကိုမိုင်းခွဲဖျက်ဆီးဂိတ်ဖွင့်ဆက်ကြီးကောက်နေကြတဲ့တရက်မင်းတုံးလမ်းမိုင်းပေါ်ကပစင်းရွာနဲ့တဖန်းကန်းရွာကြားမှာမိုင်းထောင်နေတဲ့အညာပဒတ် PDF တွေနဲ့မြမတမတော်ကြားမှာထိတွေ့မှုဖြစ်ပွားခဲ့တယ်လို့သိရှိရပါတယ်။ဒီပြည်စီမှာအညာပဒတ် PDF အလောင်း3လောင်းနဲ့လုံလက်စမိုင်းတွေနဲ့အတူဆက်ပစ္စည်းတွေကိုပါတင်စီရရှိခဲ့တယ်လို့မြေပြင်သတင်းတွေအရသိရှိရပါတယ်ခင်ဗျာ။နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်ဒါကတော့တွင်းအောင်နေတဲ့အညာပဒတ် PDF တွေကိုရှင်းလင်းတဲ့သတင်းမှာဖြစ်စဉ်ကတော့2026ခုနှစ်ဩဂတ်လ21ရက်နေ့ကမကွေးတိုင်းစလင်းမြို့နယ်အောက်လိုင်းအုပ်စုဝမ်းပြည့်ကြီးရွာနဲ့အောက်လိုင်းကြီးရွာရဲ့ကြားမှာရှိနေအညာပဒတ် PDF တွေရဲ့နေရာကိုမြမတက်မတော်မှာ drone ကိုအသုံးပြုပြီးရှင်းလင်းခဲ့တယ်လို့သိရှိရပါတယ်ဒီရှင်းလင်းမှုမှာအညာပဒတ် PDF တွေတွင်းအောင်တာတွေရှိခဲ့တယ်လို့ဂျိုနရွက်ပြက်တွေလည်းများစွာရှိခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာတွင်အောင်သွားတဲ့အညာပဒတ် PDF တွေကတော့ပြီးခဲ့တဲ့ဩဂုတ်လ19ရက်နေ့ကစလင်းမြို့နယ်စင်ကျုံဂိတ်ကိုအဝေးကနေပြီးရှောင်းမြောင်းပစ်ခဲ့ကြတဲ့ဗဒတ်တွေဖြစ်တယ်လို့လည်းနေမြေခံသတင်းတွေအရထပ်မံသိရှိရပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်ဒါကတော့ KIA ပိန်းဥတွေနဲ့ PDF ဗဒတ်တွေကိုရှင်းလင်းတဲ့သတင်းမှာဖြစ်စဉ်ကတော့2026ခုနှစ်ဩဂတ်လ22ရက်နေ့မနက်9:00နာရီခွဲဝန်းကျင်မှာ KIA ပိန်းဥတွေနဲ့အညာသားဗဒတ် PDF တွေပေါင်းထားတဲ့ကရှင်ပြည်နယ်ထဲကရွှေကူမြို့နယ်အနောက်ဘက်ခြမ်းမှာတည်ရှိနေတဲ့
KIA PDF စခန်းကိုမြန်မာတပ်မတော်မှလေကြောင်းရှင်းလင်းမှုပြုလုပ်ခဲ့တယ်လို့သိရှိရပါတယ်။အလားတူပြီးခဲ့တဲ့ရက်ပိုင်းကလည်းမြို့ကုန်းတိုက်နယ်စေယုံကိုစခန်းအဖြစ်တည်ဆောက်ပြီးနေထိုင်နေကြတဲ့ KIA ပိန်းဦးတွေနဲ့အညာသားဗဒက် PDF တွေကိုမြန်မာတပ်မတော်မှဒေါ်ရီဒီအုံးရဲ့စကားအတိုင်းလီရင်ပေါ်မှာတရှင်းနေဖွင့်ပြခဲ့သေးတာကြောင့်တပတ်အတွင်းစောင်းပေါက်ဖွင့်ပြီးဒေါက်တာကိုကိုတရှင်းတွေကို KIA ပိန်းဦးတွေနဲ့အညာသားဗဒက် PDF တွေရှိရာကို9ချိန်တိုင်သွားရောက်ဖွင့်ပြခဲ့တယ်လို့လည်းထပ်မံသိရှိရပါတယ်ခင်ဗျာဒါတွေကတော့ဒီကနေ့အတွက်နောက်ဆုံးရထားတဲ့နေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ကက်ရှမီးယားဒေသကိုအိန္ဒိယပိုင်ဖြစ်တယ်လို့အိန္ဒိယဆိုင်ရာအမေရိကန်တမန်ကနေပြီးတော့ဒါပြောဆိုခဲ့ပါတယ်ပြောဆိုခဲ့တဲ့ပုံမှာပါကစ္စတန်ဆိုရကတော့အစ္စလမ်မာဘတ်မြို့မှာရှိတဲ့အမေရိကန်တမန်ကိုခေါ်ယူသတိပေးထားပါတယ်အိန္ဒိယတရုတ်ဆောင်မော်ရယ်ဒါတွတ်ရှာမာ33နှစ်တိတ်ဆုံးမှုဖြစ်စဉ်မှာဒါဖြစ်စဉ်ကိုစီစစ်ချက်အရခင်မိုးဖြစ်တဲ့နေ့ရောက်ခမတို့ပါဝင်ပတ်သက်နေတော့တွေ့ရှိရတဲ့အတွက်အိန္ဒိယဘိုးထောက်လိုင်းဗျူရိုကတော့ဒါသူတို့မျိုးကိုတရားစွဲဆိုလိုက်ပါပြီ Central Africa နိုင်ငံနဲ့ကင်မရွန်နယ်စပ်မှာဒါရွှေတွင်းတွေအများကြီးရှိပါတယ်အဲ့ဒီရွှေတွင်းတွေရှိတဲ့ထက်ကဇမ်ဘိုအီကျေးရွာရွှေမိုင်းတွေတစ်ခုပြိုကျမှုဖြစ်ပွားခဲ့ပါတယ်ဖြစ်ပွားရမှာလူပေါင်း100ကျော်သေဆုံးသွားပါတယ်လွန်ခဲ့တဲ့18နှစ်ကဂျပန်နိုင်ငံမှာဂိမ်းဆိုင်တစ်ခုကိုဒါဆူနာရိုကာတာမီဆိုတဲ့သူကဆိုင်ကိုမီးရှို့ခဲ့ပါတယ်အဲ့ဒီမီးရှို့ခဲ့တဲ့ဖြစ်စဉ်မှာဆိုရင်လူပေါင်း9ဦးသေဆုံးခဲ့ပါတယ်အခုဒါဂျပန်တရားဝင်နေပြီးတော့တရားခံဆူနာရိုတာကာမီ58ခုနှစ်ကိုကြိုးပေးခွင့်ပြုလိုက်ပါပြီဆိုမာလီရေပြင်မှာကိုသင်းမော်တစီကိုတော့ပင်လယ်ဓမြတွေကပြန်ပြီးဆွဲသွားပါတယ်ဆိုမာလီဒေသကတော့ပင်လယ်ဓမြအင်မတန်နာမည်ကြီးတဲ့နေရာဖြစ်ပါတယ်ခုဒါပင်လယ်ဓမြတွေကဆိုမာလီကမ်းခြေဘက်ကိုခေါ်ဆောင်သွားတယ်လို့သိရပါတယ်ခုဒီသတင်းလေးကတော့တရုတ်နိုင်ငံကထုတ်တဲ့စက်ရုံတစ်ခုပါနော်အပြိုကြီးလူပြိုကြီးတွေအတွက်တရုတ်နိုင်ငံယူဗီတက်ကုမ္ပဏီကနေပြီးတော့လူအစ်စ်နဲ့မချတူညီတဲ့အစအရာရာဒါဆောင်ရွက်ပေးနိုင်တဲ့ပြုစုပေးနိုင်တဲ့ချောမောခံကြားလုံးတွေဟာဒါယောက်ျားလေးပုံစံဆိုရင်လည်းအင်မတန်ခံကြားတဲ့ရုပ်သွင်းရှိပါတယ်မိန်းကလေးဆိုရင်လည်းချောမောလှပတာပေါ့နော်အဲ့ဒါသူအဲ့ချားပါစရုပ်တွေနာမည်ယူဝမ်းလို့အမည်ပေးထားပါတယ်အဲ့ဒါတွေစတင်ပြီးတော့ရောင်းချပေးနေပါပြီဒါပေမဲ့ကျွန်တော်တို့တာမန်ပြည်သူတွေတော့ကျွန်တော်နိုင်ငံမှာတော့ဝယ်ယူနိုင်ခြင်းမရှိပါဘူးကြက်သိန်းပေါင်း6000ကျော်ခန့်တန်ကြီးရှိတယ်လို့သိရပါတယ်နောက်ကျွန်တော်တို့မော်တိုက်ဒါကျွန်းစုနိုင်ငံပါတော့ဒီကျွန်းစုနိုင်ငံဆိုရင်ပင်လယ်အတွင်းမှာဒါကျွန်းတွေအများကြီးရှိတယ်ကျွန်းတွေအများကြီးမှာအပန်းဖြေစခန်းတွေအများကြီးပြင်းနေတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်အဲ့ဒီနိုင်ငံကိုလာရောက်တဲ့ကမ္ဘာအရက်ကလာရောက်တဲ့သူတွေရှိတဲ့အခါမှာအခုခါမှာတော့အစ္စရေးနိုင်ငံ passport ကိုကင်ဆယ်ထားတဲ့သူတွေကိုဝင်ရောက်မှုပိတ်ပင်လိုက်ပါတယ်အားလုံးစိတ်ချတာကိုကြောင့်ရှိကြပါစေကဲမနေနိုင်လို့မြို့သိပ်အောင်ဤထားတာလည်းမအောင်နိုင်တော့လို့နော်ဝန်တာလုံးဆိုပြီးတော့အားလုံးသိအောင်ပြောပြခြင်းတယ်တို့နိုင်ငံမှာအခုရွေးကောက်ပွဲပြီးလို့လွှတ်တော်ကြီးစီဝေးလုပ်နေနော်အဲ့ဒီလွှတ်တော်ကြီးကနေပြီးတော့တို့နိုင်ငံအတွက်ဒီလိုသေမည်ဆိုတဲ့အစိုးရကြီးတရက်ပေါ်ထွန်းလာတော့မယ်လို့နော်အဲ့တော့တို့နိုင်ငံသူနိုင်ငံသားအားလုံးကအဲ့ဒီလိုသေမည်အစိုးရကြီးကိုလှဲနေလှေအောင်မြင်းဆောင်မကြံတောက်တောင်းဖြတ်ဖြတ်ကြိုးဆိုပေးကြပါလို့ဦးစင်းကတိုက်တွန်းနေတာပါနော်အခုလိုအချိန်ခါမျိုးမှာတို့နိုင်ငံသူနိုင်ငံသားတွေလိုချင်နေတဲ့စန္ဒပြည့်ဖို့အချိန်ကောင်းအခါကောင်းရောက်လာပြီဆိုတာကိုသတိထားကြပါနော်တို့တော်လှန်ပြည်သူတွေနဲ့တော်လှန်ရေးအဖွဲ့အားလုံးစစ်မိတ်ဆာကိုမလိုလားသူအားလုံးနော်ကိုမျက်နှာကိုအုံးမဲ့တုပ်ပြီးအချင်းချင်းထားခုတ်နေရမယ်အချိန်အခါမဟုတ်တော့ဘူးနော်အဲ့တော့ဒီ2026ထဲမှာအရင်အချိန်တွေကတဲ့ပုံမညီညွတ်ပြီးတော့ဒီလိုသေမီဆိုတဲ့အစိုးရကြီးကို
တို့သူတို့လိုချင်တဲ့လမ်းကြောင်းအတိုင်းတေရအောင်ဝိုင်းဝန်းပို့ဆောင်တကြိုပေးကြဖို့အချိန်တန်ပြီလို့အဖိုးကပြောခြင်းတယ်နော်အခုနိုင်ငံတကာဖိအားတွေနဲ့အမေရိကန်ဖိအားတွေကတအားကောင်းလာတဲ့အချိန်မှာငါတို့တော်လှန်ပြည်သူပြည်သားအားလုံးတိုင်းရင်းသားတွေအားလုံးနော်ဟိုတကွဲဒီတကွဲတွေဖြစ်မနေကြနဲ့နော်အဲ့ဒါကိုဦးစင်းကသတိပေးခြင်းတယ်အခုကြားရတဲ့သတင်းတွေမှာအဲ့ဒီလိုအကွဲအပြဲတွေသတင်းတွေကြားတော့စိတ်ထဲမကောင်းတော့နော်အဲ့တော့ဒီချိန်ကကွဲပြရမယ့်အချိန်နေမဟုတ်ဘူးပို့ပြီးစုစည်းပြီးတော့ညီညီညာညာနဲ့တစ်ချက်တည်းအားစိုက်ပြီးတော့တွန်းလိုက်လို့ရှိရင်ဒီလိုသေမီဆိုတဲ့အစိုးရကြီးစန္ဒပြေဝသွားမယ်လို့နော်အဖိုးကအဲ့ဒါလေးကိုမနေနိုင်လို့အောက်မထားနိုင်တော့လို့ထားပြီးတော့တင်ပေးလိုက်ရတာပါကိုကြီး ဒီကနေ့အတွက်သတင်းတွေကိုတော့တင်ဆက်လို့ပြီးပါပြီမြန်မာပြည်သူပြည်သားအပေါင်းကိုယ်စိတ်နှပြချမ်းမာရှမ်းသာတော်မူကြပါစေခင်ဗျာ